သူသားကိုခေဘောလိုနွေနှောင်းနေယောက်ျားဖြစ်မှဆိုလို့ဇော်ဝင်းတို့သချင်းတွေပဲနားထောင်ခိုင်းတဲ့ဖြိုးငွေဆိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးမင်းသားဖြိုးငွေဆိုကတော့ K-pop ပရိသတ်တွေကြောင့်မှအပြင်းထန်ဝေဖန်ခံနေရတာဖြစ်ပါတယ်။တားဖြစ်သူနဲ့ပတ်သက်ပြီးတော့သူရဲ့ခံစားချက်တွေပြောပြတဲ့အချိန်မှာခွဲခြားဆက်ဆံတဲ့ပုံစံသဘောမျိုးရောက်သွားခဲ့ရကြောင်း K-fan တွေကြောင့်မှပွဲစုသွားခဲ့ရဖြစ်ပါတယ်။ဖြိုးငွေဆိုဟာအခုနောက်ပိုင်းရုပ်ရှင်လောကမှာနေရာပြန်ရလာခဲ့ပြီးတော့သူ့ဘဝတစ်လျှောက်လုံးအောင်မြင်မှုကအရင်ကထက်ပိုတိုးတက်လာခဲ့ပါတယ်။မိသားစုအရေးရောအနုပညာရောသားသမီးရဲ့ပညာရေးအတွက်ပါခေါင်းခံထားရတော့ဖခင်ကောင်းတစ်ယောက်အနုပညာရှင်ကောင်းတစ်ယောက်တာဝန်ကိုခွဲယူထားရပါတယ်။ဖြိုးငွေဆိုဟာအင်တာဗျူးတစ်ခုမှာတော့သူ့သားလေးတချင်းဆိုတာဝါသနာပါပြီးတော့သူ့သားအတွက်အကုန်ယူနေခဲ့ပါတယ်။ဖြိုးငွေဆိုဟာသူ့ရဲ့ဝါသနာကအငယ်လေးကလေးကတချင်းအရန်ဆိုခြင်းခဲ့ပြီးအဆိုတော်တယောက်ဖြစ်ခြင်းခဲ့ရပါ။တချင်းတွေဆိုရင်လည်းကြီးပြင်းခြင်းပဲမဲ့ဆိုခွင့်မရဘူး။မဆိုတတ်တော့မလုပ်ခဲ့ရဘူးလို့ပြောပါတယ်။အဆိုတော်တွေအများကြီးကြားမှာကြီးပြင်းခဲ့ရတာကြောင့်သူတို့တွေတချင်းဆိုရင်လည်းအရန်သဘောကျခဲ့တာဖြစ်ပါတယ်။သူသားကလည်းဒီလိုဝါသနာပါနေတော့သူ့မှာပီတိဖြစ်ပြီးတော့ဖခင်မြတ်တာအပြုံးတွေကိုဟန်မဆောင်နိုင်မဲတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။သူ့ရဲ့သားလေးကိုဝင်ရှိချိန်မှာကိုဝင်စားရပြီးယောက်ျားလေးလို့သိချိန်မှာသူမိန်းမကိုဝင်အနာကိုဇော်ဝင်းတို့တချင်းနေဖွင့်ပြတယ်။နေတိုင်းလိုမှဖွင့်ပြခဲ့ပြီးတော့သူသားလေးဝါသနာပါအောင်ကိုလုပ်ခဲ့တာလို့ပြောပြခဲ့ရဖြစ်ပါတယ်။သူသားကိုအခုခေတ်ဆိုတော့ K-pop idol တွေလိုမျိုးနှွေနှောင်းပြီးတော့ဦးအေးလုံးမှာကိုအရန်ကြောက်ခဲ့တာတော်လေးရဲ့အဲ့ဒီလိုမဖြစ်ဘဲနဲ့ rocker ကိုဝါသနာပါခဲ့ရလို့ပြောပြခဲ့ပါတယ်။သူသားလေးကိုဝင်ကလေးကနေမွေးပြီးရဲ့အထိကိုဇော်ဝင်းထုတ်တဲ့ချင်းကိုဖွင့်တော့မှဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်၄နှစ်သားမှဖွင့်မပြဖြစ်တော့ပဲဖြိုးငွေဆိုတာမိမိရဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။သူသားဟာဖခင်ကိုပူဇော်လာတောင်းမှဒရန်သမားတွေထိုင်ကြည့်တဲ့ခုံကိုလိုချင်တာဖြစ်ပြီးဖြိုးငွေဆိုကိုအုံနောက်စားခဲ့ပါတယ်။ဖြိုးငွေဆိုကလည်းသူသားလေးဒီလိုဝါသနာပါတာကိုပြောနေပြီးတော့အင်တာဗျူးထဲမှာအရင်နဲ့မတူပဲပြောပပပြောဆိုခဲ့ပါတယ်။သူသားလိုချင်တဲ့ခုံဟာသူတို့အိမ်ရောခြံရောကားရောအားလုံးရောင်းပြီးတောင်မလောက်တာကြောင့်အတော်လေးအုံနောက်ချောက်ခဲ့ရတာဖြစ်ပါတယ်။ K-pop နဲ့မတူတာကိုပဲသူ့မှာဂုဏ်ယူနေပြီးတော့K-pop fan တွေကတော့အတော်လေးကိုကြရက်ထသွားခဲ့ပါတယ်။ဖြိုးငွေဆိုဟာသူ့သားလေးကိုအနုပညာနဲ့ရှင်သန်စေခြင်းပြီးတော့ဒီအနုပညာတန်းဝိုင်းကနေဆိုတော့ဒီလိုလေးဖြစ်သွားတာအဆင်ပြေမယ်လို့ထင်ပါတယ်။သူတို့တော့ကအနုပညာမျိုးရိုးမရှိတော့အတော်လေးစူးစမ်းခဲ့ရပြီးအခုသူသားအလဲကြောင့်မှကုညီပံ့ပိုးပေးမယ်လို့ဆိုပါတယ်။သူညီရဲငွေဆိုကလည်းသူ့ရဲ့တူလေးကိုတွဲခေါ်ပြီးတော့အခုကတည်းက train ပေးနေရကြောင်း PT ဖြစ်ခဲ့ရတယ်လို့ပြောပြခဲ့ရဖြစ်ပါတယ်။သူ့ရဲ့သားလေးကိုလည်းအဆိုတော်ဖြစ်မှအနုပညာရှင်မင်းသားဖြစ်မှမတိုက်တော့မယ်။သူဝါသနာပါရာကိုရွေးချယ်စေချင်တာပါ။အထူးသဖြင့်ဂီတနဲ့ပိုရင်းနှီးစေခြင်းပြီးတော့ဂီတနဲ့သာရှောက်လန်းရင်အခက်အခဲတွေကိုတောင်မှကြော်ဖြတ်ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ထားတယ်လို့ပြောပြခဲ့ရပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူရဲ့ပြောဆိုပုံကတစ်ပတ်သက်ဆန်နေပြီးတော့ K-pop တွေကိုပုတ်ခတ်စော်ကားထားတာကြောင့်ကြရက်ထသွားခဲ့ပြီးတော့လက်ရှိမှာဖြိုးငွေဆိုကိုဝေဖန်တဲ့သူတွေအများကြီးရှိနေပါတယ်။ထိုးထားတဲ့ပုံတွေနဲ့အစားဖြစ်ပြီးတော့ဖြိုးငွေဆိုဘက်ကဘာမှဖြည့်ရှင်းထားခြင်းလည်းမရှိသေးပါဘူးဒီတော့ပရိသတ်ကြီးသူသားငယ်လေးကို K-pop လိုမျိုးမဖြစ်အောင်ဇော်ဝင်းတို့သချင်းတွေနေ့တိုင်းဖွင့်ပြခဲ့တဲ့ဖြိုးငွေဆိုပုံမှာမှတ်ချက်လေးတွေပေးခဲ့ပါအောင်နော်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်